Titan တို့မာခီလို့ခေါ်တဲ့နတ်ဖျားတွေနဲ့ Titan တို့ဖြစ်ပွားခဲ့တဲ့10နှစ်ကြာ10ပွဲပြီးမှာ Titan တွေကရှုံးနိမ့်ခဲ့ပြီးတော့ Zeus ဦးဆောင်တဲ့နတ်ဖျားတွေကအနိုင်ရရှိခဲ့ပါတယ်။ဒီလိုအနိုင်ရရှိမှုကြောင့် Zeus ကနတ်ဖျားတွေရဲ့ဘုရင်နဲ့ကမ္ဘာမြေကိုအုပ်စိုးခွင့်ရခဲ့တဲ့အပြင်သူနဲ့တူတူပါဝင်တိုက်ခိုက်ခဲ့တဲ့နတ်ဖျားတွေကိုလည်းသူတို့ခြေစိုက်တဲ့ Olympus တောင်ကိုဆွဲပြုပြီးတော့ Olympian နတ်ဖျားတွေလို့ခေါ်ဆိုခဲ့ကြပါတယ်။ဒီနေ့မှာတော့ဒီနတ်ဖျားတွေထဲမှာ Greek တနာရဲ့အကျော်ကြားဆုံးဖြစ်တဲ့ Olympian နတ်ဖျား12ပါးအကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်။ Zeus က Titan ရဲ့ပြင် Cronus နဲ့ Rhea တို့ရဲ့အငယ်ဆုံးသားဖြစ်ပြီးတော့ဖခင် Cronus ကသူ့ရဲ့သားသမီးရသူ့ကိုပလင်လူမှာကြောက်တဲ့အတွက်ကြောင့်မွေးသမျှကလေးတွေကိုမျိုးချပစ်ခဲ့ပါတယ်။ဒါကြောင့်မိခင်ဖြစ်သူ Rhea အငယ်ဆုံးသားစုကိုဖတ်ထားပြီးတော့ Zeus နေရာမှာကြောက်ခဲ့အဝင်းနဲ့ပတ်ပြီးတော့ Cronus ကိုလဲစားခဲ့လို့မျိုးချခြင်းကနေလွတ်မြောက်ခဲ့ပါတယ်။ဒီလိုနဲ့ Zeus ကြီးပြင်းလာတဲ့အခါမှာအကိုအမတွေကိုအန်ထုတ်စီခဲ့ပြီးတော့ Titan တွေကိုလည်းတိုက်ခိုက်က Olympus တောင်ရဲ့ဘုရင်ဖြစ်လာခဲ့ပါတယ်။ဒီလိုနတ်ဖျားတို့ရဲ့ဘုရင် Zeus ကကောင်းကင်မိုးကြိုးနဲ့မိုးတက်မုန်တိုင်းတို့ကိုအုပ်စိုးသူဖြစ်ပြီးတော့သူ့ရဲ့လက်နက်ကတော့ Cyclops တွေရရှိခဲ့တဲ့မိုးကြိုးလက်နက်တန်တာပေါ်ဖြစ်ပါတယ်။ဒီလက်နက်ကမိုးကြီးရွာသွန်းစေခြင်းမုန်တိုင်းထစေခြင်းနဲ့ရန်သူတွေကိုပြာကျနိုင်အောင်တိုက်ခိုက်နိုင်တဲ့ကမ္ဘာပေါ်ကအင်အားအကြီးဆုံးလက်နက်လည်းဖြစ်ပါတယ်။ Zeus ကဒီလိုအင်အားကြီးတဲ့ပြင် Greek တန်နာကြီးမှာလည်းအခြေအနေနဲ့အိမ်တော်ရေးရှုပ်ထွေးမှုအများဆုံးနတ်ဖျားပြင်နာမည်ကြီးပါတယ်။သူ့မှာတရားဝင်မိဖုရား3ပါးရှိခဲ့ပြီးတော့နတ်ဖျားမှလည်းလူသားမိန်းမပေါင်း90ကျော်နဲ့သားသမီးပေါင်း100ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။သူ့ရဲ့တတိယမြောက်နဲ့တရားဝင်မိဖုရားကတော့သူ့ရဲ့အမဖြစ်သူ Hera ဖြစ်ပြီးတော့ Hera ကလည်းZeusရဲ့ဇာတိဖောက်ပြန်မှုတွေကြောင့်သူ့ရဲ့အခြားမိန်းမနဲ့အခြားသားသမီးတွေကိုအမြဲတဝင်တိုးပြီးကလစားချေလေးရှိပါတယ်။ Zeus ကလူသားအမျိုးသမီးတွေဒါမှမဟုတ်နတ်သမီးတွေကိုဆွဲလန်းတဲ့အခါမှာနတ်သိုးငန်းပျောစိတ်နဲ့ငကားလိုပုံစံမျိုးတိရစ္ဆာန်ဖြစ်ဟန်ဆောင်ရုံသာမကပဲနဲ့တိမ်နေဖြစ်နေရောမိုးရီဖြစ်နေပါတခါလေအဲ့ဒီအမျိုးသမီးရဲ့ခင်မွန်းဖြစ်အတွင်ပြောင်းပြီးတော့လှည့်စားပေါင်းတင်လေးရှိပါတယ်ဒီလိုပေါင်းသင်းမှုကနေရရှိခဲ့တဲ့နာမည်ကျော်နတ်ဖျားကလေးတွေကတော့ Athena, Apollo, Artemis, Ares, Hermes, Dionysus နဲ့ Hephaestus တို့ဖြစ်ပါတယ်။လူတို့ကနှစ်တို့သားသမီးတွေကနာမည်ကျော်တွေကတော့သူရဲ့ကောင် Hercules, Medusa ရဲ့ကောင်ကိုဖျက်ခဲ့တဲ့ Perseus နဲ့နာမည်ကျော် Troy စစ်ပွဲဖြစ်ပွားခဲ့တဲ့အလားဆုံးအမျိုးသမီး Helen of the Troy တို့ဖြစ်ကြပါတယ်။ Zeus ကဒေါသကြီးပြီးတော့ပြစ်ဒဏ်ပြင်းထန်စွာပေးတတ်သူဖြစ်ပေမဲ့လည်းရှေးဂရိယဉ်ကျေးမှုမှာအဲဝကြည်ပြမှုကိုဆောက်ရှောက်တဲ့နတ်ဖျားလည်းဖြစ်ပါတယ်။ဧည့်သည်ကိုနှိပ်စက်သူဒါမှမဟုတ်ဂရိသစ္စာကိုဖျက်သူတွေကို Zeus ကမိုးကြိုးပစ်ပြီးပြစ်ဒဏ်ပေးလေးရှိပါတယ်။ရှေးခေတ်ဂရိအိုလံပစ်ပြိုင်ပွဲတွေကလည်း Zeus နတ်ဖျားကိုပူဇော်ရတဲ့အနေနဲ့လင်းတစ်ချိန်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ဒီလိုနတ်ဖျားတို့ရဲ့ပြင် Zeus ရဲ့သင်္ကေတတွေကတော့မိုးကြိုးသွားလင်းရောင်နဲ့ဝက်သချပင်တို့ဖြစ်ကြပါတယ်။ Hera ကတော့အိမ်တော်ကြီးအမျိုးသမီးများနဲ့မိသားစုဘဝကိုစောင့်ရှောက်တဲ့နတ်ဖျားမှဖြစ်ပါတယ်။သူက Cronus ရဲ့မျိုးချခြင်းကိုခံခဲ့ရတဲ့ Zeus ရဲ့မောင်နှမတွေတယောက်ဖြစ်ပြီးတော့နောက်ပိုင်းမှာ Zeus ရဲ့တရားဝင်ဇနီးနဲ့မိဖုရားကြီးဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်သူမ Zeus ရဲ့ဖောက်ပြန်မှုတွေနဲ့တရားမဝင်ကလေးတွေကိုကလစားချေတယ်လို့တဝင်တိုလွန်းပြီးတော့စိတ်ကြီးရဲ့နတ်ဖျားမှဖြစ်လူသိများပါတယ်။တကောဩဇာကြီးမှအလှကိုပိုင်ဆိုင်သူဖြစ်ပြီးတော့တောက်ပကျဲပြန့်တဲ့မျက်လုံးတွေရှိပြီးနွားမမျက်လုံးကဲ့သို့လှပသော Hera လို့တင်စားကြပါတယ်။အစပိုင်းမှာ Zeus က Hera ကိုဆွဲလန်းခဲ့ပေမဲ့ Hera ညှင်းပယ်ခဲ့ပါတယ်။ဒါကြောင့် Zeus ကမိုးဒဏ်ခံရတဲ့တောင်ပန်ကျိုးအိုအောင်ငငယ်အသွင်ပြောင်းပြီးတော့ Hera စီကိုချင်းကပ်ခဲ့ပါတယ်။ Hera တနာစိတ်နဲ့ရင်ဝင်ထဲမှာပွေ့ဖက်ထားတဲ့အချိန်မှာ Zeus ကမူလအသွင်ပြန်ပြောင်းပြီးတော့လက်ထပ်ဖို့ဖိအားပေးခဲ့ပါတယ်။သူတို့နဲ့သူတို့ရဲ့မင်္ဂလာပွဲက Olympus တောင်ပေါ်မှာအကြီးကျယ်ဆုံးကျင်းပခဲ့ပြီးတော့ကမာပင်နှစ်ဖျားမှာကာယာရွှေပန်းသီးရဲ့တစ်ပင်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ Hera အိမ်တော်ရေးသစ္စာတရားကိုလေးစားသူဖြစ်ပေမဲ့လည်းခင်မွန်းဖြစ်သူ Zeus ရဲ့ဇာတိဖောက်ပြန်မှုတွေကြောင့် Greek တန်လာကြီးမှာမိစ္ဆာတဲ့ကြောက်ဖို့ကောင်းတဲ့ကလစားခြေသူဖြစ်မကောင်းတဲ့ကြိုးစောခဲ့ပါတယ်။ Zeus ကိုတိုက်ရိုက်မပြိုင်နိုင်တာကြောင့် Zeus ရဲ့မယင်ငယ်တွေနဲ့တရားမဝင်ကလေးတွေကိုအဓိကလက်စားခြေလေးရှိပါတယ်။ Zeus နဲ့လူသားမ Alcmene တို့ရရှိခဲ့တဲ့သားဖြစ်သူ Hercules ကိုမွေးစားကလေးကမွေးနေကောင်းလှုပ်ပြီးတက်ခိုင်းခဲ့သလိုကြီးပြင်းလာတဲ့အချိန်မှာလည်း Hercules ကိုယူတုဆေးတိုက်ပြီးတော့မိသားစုပြန်တက်စေခဲ့ပြီးခက်ခဲလွန်းတဲ့တောင်12ပါးကိုလည်းလှုပ်ဆောင်အောင်ဖိနှိပ်ခဲ့ပါတယ်။ဒါပြင် Zeus ကအိုင်အိုဆိုရဲ့ချစ်သူကို Hera မပြုတ်စားနိုင်အောင်နွားမအဖြူဖြစ်တွင်ပြောင်းဝေးခဲ့ပေမဲ့လည်း Hera ယောဂရစေတဲ့မှတ်ကောင်ကြီးကိုဆေးလုပ်ပြီးတော့အိုင်အိုကဘာတခွင်လက်ပတ်ပြေးအောင်ညှဉ်းပန်းခဲ့ပါတယ်။ဒါပြင်Dionysusရဲ့မိခင်ဆက်မလီကိုလည်း Zeus ရဲ့မူလဆွမ်းအားအပြည့်ဖြစ်နေတဲ့ပုံကိုပြခိုင်းဖို့လှည့်ပြားအကြံပေးခဲ့လို့ဆက်မလီက Zeus ရဲ့ဆွမ်းအားမိတောက်တွေကြောင့်ပြာကျသေဆုံးခဲ့ရပါတယ်။ Hera ရဲ့သားသမီးတွေကတော့ Zeus နဲ့ရရှိခဲ့တဲ့တဦးတည်းသောသားဖြစ်တဲ့စစ်နတ်ပြား Aresသူမတယောက်တည်းမွေးဖွားခဲ့တယ်လို့နာမည်ကျော်တဲ့ပပဲနတ်ဖျား Hephaestus နဲ့ Olympus တောင်ရဲ့နတ်တုတ်တာကြီးဆက်သားသူထာဝရလူငယ်နတ်ဖျားမှာ Hebe မွေးဖွားခြင်းဆိုင်ရာနတ်ဖျားမှာ Elijah တို့ဖြစ်ပါတယ်။သူမရဲ့သင်္ကေတကတော့ဦးတောင်းငှက်ရွှေတရဖူနဲ့တလဲသည့်ဖြစ်ပါတယ်။ Poseidon ပင်လယ်ငလျင်နဲ့မြင်းတွေကိုအုပ်စိုးသူလို့နာမည်ကျော်တဲ့ Poseidon ဟာ Cronos ရဲ့သားတော်ဖြစ်ပြီးတော့ Titan စစ်ပွဲပြီးမှ Zeus Hades တို့မဲနိုင်ရာကနေပင်လယ်ရေပြင်နဲ့ရေတို့တစ်ခုလုံးအုပ်စိုးဝင်ရရှိခဲ့ပါတယ်။
သူကဒေါသထွက်လွယ်ပြီးတော့စေးစားဆန်သူလို့နာမည်ကျော်ပြီးသူဒေါသထွက်တိုင်းငလင်လှုပ်တာတွေဆူနာမီလိုင်းတဘိုးတွေဖြစ်ပေါ်လာစေပါတယ်သူ့ရဲ့လက်နက်ကတော့3ခွလန်ဖြစ်ပြီးတော့ပိုဆိုင်တွန်ရဲ့မရှိမဖြစ်တင်ကြီးတာနဲ့အစွမ်းထက်ဆုံးလက်နက်ဖြစ်ပါတယ်ဒီလန်စုကိုလည်းတိုင်တန်စစ်ပွဲတုန်းကစိုက်ကလော်တွေကထုစစ်ပေးခဲ့တာဖြစ်ပြီးတော့ဒီလန်နဲ့မြေကြီးကိုရိုက်ခတ်လိုက်အောင်နဲ့ငလင်လှုပ်ခြင်းဆူနာမီလိုင်းတဘိုးတွေဖြစ်ပွားခြင်းနဲ့ခြေပူစမ်းတွေထွက်ပေါ်လာခြင်းတို့ကိုဖန်တီးနိုင်ပါတယ်ဂရီဒနာကြီးကကဘာပေါ်မှာပထမဆုံးမြင်းကိုဖန်တီးခဲ့သူကပိုဆိုင်တွန်ဖြစ်ပါတယ်သူကငလင်ကြီးတွေကိုဖန်တီးနိုင်တဲ့အတွက်ကြောင့်သူ့ကိုအရှိကကဘာမီကိုတုံးလုံးစေသူလို့ခေါ်ဆိုကြရတဲ့ပြင်မြင်းတွေကိုလည်းပင်လယ်ရင်မြုပ်တွေကဆင်ဖန်တီးခဲ့ရကြောင်း Hoscott မြင်းတွေရဲ့နတ်ဖျားလို့လည်းခေါ်ဆိုကြပါတယ်သူ့ရဲ့တရားဝင်မိဖုရားကတော့ပင်လယ်နတ်သမီး Amphitrite ဖြစ်ပြီးတော့သူမနဲ့အတူတူ Tridon လို့ခေါ်တဲ့ရေနဂါးပါဝင်သားသမီးတွေကိုမွေးဖွားခဲ့ပါတယ်။သူကလည်း Zeus လိုပဲချစ်သူအများပြားရှိခဲ့ပြီးတော့ Medusa နဲ့ရရှိခဲ့တဲ့တောင်ပန်ပါတဲ့မြင်းဖြူ Pegasus နဲ့ Polyphemus တို့ကတော့နာမည်ကျော်သားသမီးတွေဖြစ်ပါတယ်။တခါအေသင်မြို့ရဲ့အဆောင်ရှောက်နှစ်ဖျားနေရာကိုပိုဆိုင်တွန်နဲ့အသီနာတို့ရှင်မြန်ခဲ့ကြပါတယ်။ပိုဆိုင်တွန်ကကြောက်ဆောင်3ခွလန်နဲ့ထိုးပြီးတော့စားရီကန်ကိုဖန်တီးပေးခဲ့ရမယ်လေ။အသီနာစိုက်ပျိုးလို့ရတယ်။တန်လွင်ပင်ကိုပေးခဲ့လို့အသီနာအနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့်ပိုဆိုင်တွန်ကအေသင်မြို့ကိုဒေါသထွက်ပြီးရေလမ်းမှုခဲ့ပါတယ်။ဒါပြင်နမကျော်သူရဲ့ကောင် Odysseus ကိုလည်းသူ့ရဲ့သား Polyphemus ရဲ့မျက်လုံးကိုထိုးပေါက်ခဲ့တဲ့အတွက်ကြောင့် Odysseus အိမ်ပြန်မရအောင်ပင်လယ်ထဲမှာ10နှစ်ကြာမုန်တိုင်းတွေဖန်တီးပြီးတော့ဒုက္ခပေးခဲ့ပါတယ်။တန်တိုင်းတစ်ခုမှာတော့ Zeus ရဲ့အပြစ်ပေးမှုကြောင့်ပိုဆိုင်တွန်ကအပိုလိုနဲ့အတူတူလူသားအသွင်ပြောင်းပြီးတော့ Troy မြို့ရိုးကြီးကိုတိစောက်ပေးခဲ့ရပါတယ်။ဒါပေမဲ့လည်း Troy ဘင်းကဂရိပေးထားတဲ့အခါချင်းငွေကိုမပေးတဲ့အတွက်ကြောင့်ပိုဆိုင်တွန်က Troy မြို့ကိုပင်လယ်နဂါးကြီးစီထုတ်ပြီးတော့ဖျက်ဆီးခဲ့တယ်လို့ဆိုကြပါတယ်။သူ့ရဲ့အဓိကသင်္ကေတကတော့3ခွလန်ပင်လယ်မြင့်နဲ့လက်ပိုင်းတို့ဖြစ်ကြပါတယ်။ဒီမီတာကလည်း Cronus နဲ့ Rhea တို့ရဲ့သမီးတော်တစ်ပါးဖြစ်ပြီးတော့ Gridana ကြီးမှာစိုက်ပျိုးရေးတီးနှံရိတ်သိမ်းခြင်းနဲ့မြေစီလွာရာသီဥတုတွေရဲ့နတ်ဖျားမှာဖြစ်နာမည်ကျော်ပါတယ်။သူမအိုလံပီယံနတ်ဖျားဆန်နပါးတွေကကမ္ဘာမြေရဲ့တီးနှံဖြစ်ထွန်းမှုနဲ့လူသားတွေရဲ့သက်ဆက်နိုင်မှုအတွက်အရေးပါဆုံးနတ်ဖျားမှာတစ်ပါးဖြစ်ပါတယ်။တိုင်တန်စစ်ပွဲပြီးလွန်မြောက်လာချိန်မှာဒီမီတာအိုလံပစ်တောင်ပေါ်မှာမနေခဲ့ဘဲနဲ့ကမ္ဘာမြေပေါ်လှည့်ပတ်ပြီးတော့လူသားတွေကိုစိုက်ပျိုးရေးအတွက်ဂျုံဆိုင်နည်းနဲ့မြေစီလွာပြုစုနည်းတွေကိုသင်ကြားပေးခဲ့လို့လူသားတွေရဲ့ချစ်ခင်ပူဇော်မှုကိုအပြည့်အဝရရှိခဲ့ပါတယ်။နမကျော်တနာရီတစ်ခုမှာတော့ငရဲပြည်ပြင် Hades ကဒီမီတာနဲ့ Zeus တို့ရဲ့သမီးတော် Persephone ကိုဆွဲလန်းသွားပြီးတော့ Zeus ရဲ့တိတ်ဆိတ်သဘောတူညီချက်နဲ့ Persephone ကိုငရဲပြည်ကိုပြန်ပေးဆွဲပြီးတော့ခိုးယူသွားခဲ့ပါတယ်။ဒီလိုသမီးဖြစ်သူပျောက်ဆုံးသွားတဲ့အခါမှာဒီမီတာအလွန်တရာပူဆွေးတော့ကရောက်ပြီးတော့ကဘာနှံကိုလှည့်လည်ရှာဖွေခဲ့ပါတယ်။ဒီလိုသူမရဲ့ပူဆွေးမှုတွေကြောင့်အပင်တွေကအတိမသိနိုင်တော့ပဲတိတ်ဆုံးသွားပြီးတော့ကဘာမှာပြင်းထန်တဲ့ငတ်မွတ်ခေါင်းပါမှုကြီးစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ဒီလိုလူသားတွေတိတ်ဆုံးရမယ့်အနေအကြောင်း Zeus က Hermes ကိုဆေးလွတ်ပြီးတော့ Hades က Persephone ကိုပြန်လှုပ်ဖို့စီခိုင်းခဲ့ပါတယ်။ဒါပေမဲ့လည်း Hades က Persephone ကိုငရဲပြည်ကတလဲသီးစေး6စီကိုစားစီခဲ့ပြီးငရဲပြည်နဲ့ထာဝရမကင်းကွာနိုင်အောင်ပြည့်ရဆင်ခဲ့ပါတယ်။နောက်ဆုံးမှာZeusရဲ့ညှိနှိုင်းချက်အရPersephoneကတစ်နှစ်ကိုတလဲသီးစားခဲ့တဲ့အသီးစေးရေတက်တိုင်း6လဒါမှမဟုတ်4လငရဲပြည်မှာ Hades နဲ့တူတူနေထိုင်ခွင့်ရပြီးတော့ဒီလိုချိန်တွေမှာဒီမီတာပူဆွေးလွန်းလို့အပင်တွေမှာအရွက်တွေကြွကြကောင်းကင်မှာလည်းနှင်းနေကြပြီးတော့စောင်းရာသီးဖြစ်ပေါ်လာပါတယ်။ Hades နဲ့အတူတူနေထိုင်တဲ့6လပြီးမှတော့ Persephone ကမိခင်ဒီမီတာစီပြန်လာခွင့်ရပါတယ်။အဲဒီအချိန်မှာတော့ဒီမီတာဝမ်းမြောက်လွန်းလို့အပင်တွေပွင့်လန်းပြီးတော့ຫນွေဦးနဲ့ຫນွေရာသီဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဒီမီတာရဲ့သင်္ကေတတော့ကောက်ပဲတိနဲ့မီရှုနဲ့မွေတို့ဖြစ်ပါတယ်။အသီနာဂရိဒနာကြီးမှာဉာဏ်ပညာစစ်ပွဲဆိုင်ရာဗျူဟာနဲ့လက်မှုအတတ်ပညာတို့ရဲ့နတ်ဖျားမှာဖြစ်ပါတယ်။သူမအိုလံပီယံနတ်ဖျားတွေထဲမှာအပားနတ်ဆုံးနဲ့ Zeus ရဲ့အချစ်ဆုံးတရားဝင်သမီးတော်ဖြစ်ပါတယ်။အသီနာဖြစ်ပေါ်လာတဲ့အကြောင်းရင်းကတော့ Zeus ကသူ့ရဲ့ပထမဇနီးဉာဏ်ပညာနတ်ဖျားမှာ Metis ကိုကိုယ်ဝင်ရှိနေတဲ့အချိန်မှာပဲတခါတည်းမျိုးချပစ်ခဲ့ပါတယ်။အကြောင်းကတော့ Metis ကနေမွေးဖွားလာမဲ့သားတော်ဟာ Zeus ရဲ့ပလင်ကိုလူယူလိုက်မယ်ဆိုတဲ့ဟောကိန်းကြောင့်ဖြစ်ပါတယ်။ဒီလို Metis ကိုမျိုးချပြီးတဲ့နောက်မှာ Zeus ကအကောင်းပြင်းထန်တိုက်ခဲလာခဲ့ပါတယ်။ဒါကြောင့်ပပဲနတ်ဖျား Aphatus ကိုပစိမ့်နဲ့ခေါင်းကိုခွဲခိုင်းလိုက်ရမှာနေလက်နက်စုံစစ်ဝတ်ဆောင်ပြင်းတဲ့အသီနာ Zeus ရဲ့ခေါင်းထဲကနေထွက်ပေါ်လာခဲ့ပါတယ်။ Greece နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့အေသင်မြို့ဟာလည်းအသီနာကိုဆွဲပြုတ်ပြီးခေါ်ဆိုခဲ့ရဖြစ်ပါတယ်။အေသင်မြို့ရဲ့ဆောင်းလျှောက်နတ်ဖျားနေရာမှာပိုဆိုင်တွန်နဲ့အသီနာရှင်ပြိုင်ခဲ့ကြပြီးတော့မြို့သူမြို့သားတွေဟာအနာဂတ်အတွက်ပုံမသုံးဝင်တဲ့အသီနာရဲ့တန်လွင်ပင်ကိုရွေးချယ်ခဲ့ရကြောင်းအသီနာနိုင်ရရှိခဲ့ပြီးတော့ထိုမြို့ကိုလည်းအေသင်မြို့လို့အမည်တွင်စေခဲ့ပါတယ်။အသီနာဂရိဒနာကြီးလာသူရဲကောင်းတွေကိုဉာဏ်ပညာနဲ့အနီးကပ်ကူညီပေးလေးရှိရဲ့အကြံပေးနတ်ဖျားမှာလည်းဖြစ်ပါတယ်။သူရဲကောင်းပါစီယက်ကိုမဒူဇာကိုကောင်းဖျားမှာမဒူဇာရဲ့မျက်လုံးကိုတိုက်ရိုက်မကြည့်မိစေဖို့တောက်ပါတဲ့ချင်းမွန်တိုင်းလာကိုပေးရပြီးတော့ကူညီခဲ့ပါတယ်။ဒါပြင်သူရဲကောင်း Odysseus ကိုလည်း Troy စစ်ပွဲမှာမင်းရုပ်ကြီးကိုအသုံးပြုပြီးတော့စစ်နိုင်ရေးအတွက်အကွက်ဆင်ဖို့ကိုလည်းအသီနာဉာဏ်ပညာပေးခဲ့ရဖြစ်ပါတယ်။ဒါပြင်ရကန်းတက်မှာမိမိကိုအသီနာတက်ပို့တော်ရဲလို့ကြောပါတယ်လူသားမ Arachne ကိုရှင်ပြန်ပြီးတဲ့နောက်မှာလူသားမရဲ့မထီမဲ့မြင်ပြုမှုကိုပြစ်ဒဏ်ပေးရအနေနဲ့ကဘာပေါ်မှာပထမဆုံးပင့်ကူအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်အသီနာရဲ့သင်္ကေတတွေကတော့စီးကွက်တန်လွင်ခတ်နဲ့ဒိုင်းလွှာတို့ဖြစ်ပါတယ်အပို
အပိုလိုဟာဂရိတန်နာရီမှာနေအလင်းရောင်ဂီတကဗျာအနာဂတ်ဟော်ဂိမ်းစေဝနဲ့လေးတက်တို့ရဲ့နတ်ဖျားဖြစ်ပါတယ်။သူဟာအိုလံပီယာနတ်ဖျားရဲ့ထဲမှာအလှပဆုံးနဲ့အရေးချင်းစုံလင်သောနတ်ဖျားတစ်ပါးဖြစ်ပြီးတော့ရောမဒန်နိုင်မှာလည်းနာမည်မပြောင်းလဲပဲနဲ့အပိုလိုလို့ပဲခေါ်ဆိုခံရတဲ့တဦးရီသောအဓိကနတ်ဖျားဖြစ်ပါတယ်။အပိုလိုဟာဇူးနတ်ဖျားနဲ့တိုက်တန်နတ်သမီးလီတိုတို့ရဲ့သားတော်ဖြစ်ပြီးတော့လာနတ်ဖျားမှာအာတီမက်စ်ရဲ့အမွှာမောင်နှမဖြစ်ပါတယ်။စူးစစ်တရားဝင်မိပြဟီရာတဝင်တိုပြီးတော့လီတိုနေရောင်ကြီးထိရဲ့မြေပေါ်မှာကလေးမွေးရလို့ချိန်စာတိုက်ခဲ့ပါတယ်။ဒါကြောင့်လီတိုကပင်လယ်ထဲမှာမျောပါနေတဲ့ဒေးလော့စတွန်းပေါ်ရောက်ရှိမှသာအာတီမစ်နဲ့အပိုလိုတို့ကိုမေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။နေနက်ပြားပြင်မူလာတိုက်တန်နက်ပြားဟီလီယော့စ်ကဆွမိုးခဲ့မယ်လေနောက်ပိုင်းဂရိတန်နိုင်မှာပိုလိုဟာရွှေမြင်းရထားကိုစီးနှင်းပြီးတော့ကောင်းကင်ရံကိုဖျက်ဆီးပြီးကဘာကြီးတန်အလင်းရောင်နဲ့ပူဇော်ဝင်ဆောင်ပေးသူဖြစ်တင်စားကြပါတယ်။သူဟာဆောင်းတူရီယာကိုအလွန်ကျွမ်းကျင်စွာတီးခတ်နိုင်ပြီးတော့စိတ်တစနတ်သမီးမြူးစကိုဗာရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။သူ့ရဲ့ကျောင်းတော်တရှိရာဒယ်ဖီယာရှေးခေတ်ဂရီမှာအနာဂတ်ကိုမေးမြန်းမှုအတွက်အကျော်ကြားဆုံးနေရာဖြစ်ခဲ့တဲ့အပြင်သူ့ရဲ့မိခင်ဖြစ်သူလီတိုကိုဒုက္ခပေးခဲ့တဲ့ပိုက်သွန်နဂါးစိုးကြီးကိုဒယ်ဖီတောင်ကြားမှာလေးနဲ့ပစ်တက်ပြီးတော့အဲ့ညမှာပဲသူ့ရဲ့နာမည်ကျော်ဒယ်ဖီကျောင်းတော်ကြီးကိုတိစောက်ခဲ့ရဖြစ်ပါတယ်။သူဟာလူတွေကိုယောဂကင်းဝင်အောင်ကုသပေးနိုင်တယ်လို့ဒေါသထွက်လာရင်လည်းစိတ်လူးများနဲ့ပြစ်ခတ်ပြီးတော့ကူးစက်ယောဂကတ်ဆိုးတွေကိုဆေးလွတ်နိုင်တဲ့စွမ်းအားရှိပါတယ်။ဒါပေမဲ့လည်းအပိုလိုဟာအချစ်နဲ့ဖျားကျူပစ်ရဲ့လေတက်ကိုလှောင်ပြောင်ခဲ့မိလို့ကျူပစ်ရဲ့အချစ်များကိုထိမှန်ခဲ့ပါတယ်။ဒါကြောင့်သူဟာရေနက်သမီးတက်ဖီကိုရှူမူချစ်မိသွားခဲ့မယ်လေတက်ဖီကတော့သူ့ကိုမုန်းတီးတဲ့မြာထိဖားခဲ့လို့ပိုလိုထန်းကနေလွတ်အောင်ပြေးနေနောက်ဆုံးမှာလော်ရယ်သစ်ပင်ဖြစ်လို့ပြောင်းလဲသွားခဲ့ပါတယ်အပိုလိုရဲ့သားသမီးတွေကနာမည်ကျော်ဆုံးသားတော်ကတော့ဆေးဝါးကုသခြင်းတက်ပညာမှာအလွန်တော်လွန်ပြီးတော့တင်လွန်တဲ့သူတွေကိုတော့ပြန်ရှင်တန်အောင်ကုသနိုင်ခဲ့လို့ဇူးစ်ရဲ့မိုးချိုးပစ်ခတ်ခြင်းကိုခံခဲ့ရတဲ့ Asclepius ဆေးဝါးနတ်ဖျားဖြစ်ပါတယ်အပိုလိုရဲ့တင်ဂီတာကတော့ရွှေဆောင်လေးနဲ့မြားနဲ့ကရမောင်းပင်လော်ရယ်သစ်ပင်တို့ဖြစ်ပါတယ်